ပတ်တန်နေအချိန်နေအများကြီးမပေးရဘဲနဲ့လက်ဖောင်းလှလှလေးတစ်ခုဆွဲပြသွားပါမယ်လက်ဖောင်းဆွဲနည်းလေးမေးထားလို့သင်ပေးလိုက်ပါပြီနော်လက်အရှည်လေးကိုတိုင်ထားပါလက်ရှည်ကအကိနမူနာ9ပေါ့နော်9ရဲ့ယူပြတယ်ဆိုလို့ရှိရင်9ရဲ့အရှည်ထက်ပေါ့နော်ဒီမှာ3လက်မှထပ်ရှည်ရမယ်နော်အဲ့ဒါဘာလဲဆိုတော့လက်ကိုဖောင်းမှုအတွက်ဖောင်းမယ်ထောင်မယ်အဲ့ဒီအတွက်ကိုဖောင်းစာထောင်စာထပ်ပြီးတော့အပေါ်မှာတက်ပါမယ်အဲ့ဒါကြောင့်မလို့မိမိယူမဲ့လက်အရှိထက်ကိုအပေါ်မှာဒီပတ်တန်ရှိနေရမယ်ပေါ့နော်ပတ်တန်အရှိထပ်ပြီးတော့အနည်းဆုံး3လက်မှရှိနေရမယ်ဒီမှာတော့အမ3လက်မှနဲ့ဆွဲပြသွားမယ်ဒီနေရာမှာ2လက်မှပဲယူ2ခွဲပဲယူ3ခွဲပဲယူကိုကြိုက်တယ်လို့ adjust လုပ်ပြီးတော့ယူသွားလို့ရပါတယ်เนาะဒါကတော့မိမိစိတ်ကြိုက်ပါနော်ဒါလေးကအရင်ဦးဆုံးဒီလက်အရှိကိုဒီမိမိလိုချင်တဲ့လက်ထက်ရှေ့ထားဖို့လိုတဲ့ပတ်တန်ကိုနော်ပတ်တန်ကိုလုံလောက်တဲ့အရှိလေးထားပေးပါပြီးွားရင်ဂျိုင်းကျဲဘယ်လိုယူလဲဆိုတော့အမကဒီခန္ဓာကိုယ်မှာတိုင်းထားတဲ့ဂျိုင်းပက်လေတန်ဖိုးရှိမယ်အကယ်နော်19တို့16တို့အဲ့ဒါကို तू ကဘာလုပ်ရမလဲဆိုတော့နှစ်နဲ့စားမယ်နော်တဝက်ဝက်လိုက်ပေါ့တဝက်ဝက်ပြီးွားရင်ဒီမှာဂျိုင်းတန်ဖိုးလေးစားသွင်းလိုက်နော်ဟိုဘောင်ခတ်လိုက်တယ်ဆိုတာအဲ့ဒါအခုပြသွားတဲ့နေရာလေးကဘာလဲဆိုတော့ဂျိုင်းတန်ဖိုးနော်ဂျိုင်းတန်ဖိုးကိုတဝက်ဝက်ထားတာနော်ဒီနေရာမှာခွန်ရှိမယ်ရှစ်ရှိမယ်ရှစ်ခွဲရှိမယ်ဒါမိမိတိုင်းထားတဲ့တန်ဖိုးလေးကိုအစားသွင်းလိုက်နော်အစားသွင်းပြီးတော့ဘောင်ခတ်လိုက်တယ်ဘောင်ခတ်တာရဲ့အဓိပ္ပာယ်ကဒီဘောင်လေးကနေပဲလက်ကိုဆွဲမယ်ဒီဘောင်ကိုကြော်ပြီးတော့မဆွဲဘူးနော်အဲ့ဒီအဓိပ္ပာယ်လေးပါနော်ဂျိုင်းဘက်လေတန်ဖိုးလေးကိုဒီမှာတဝက်ဝက်ပြီးတော့အစားသွင်းလိုက်မယ်သွင်းပြီးွားရင်ဒါကမိမိဆွဲမယ်လက်frame ပေါ့နော်လက် frame ပေါ်လာပြီပြီးွားရင်ဒီလက်တိုင်ထိတ်ကနေပြီးတော့လေးလက်မကွဲနော်လေးလက်မနဲ့၄စိတ်အဲ့ဒါကိုတစ်ခါမှတ်ပါမယ်နော်အဲ့ဒါဘာလဲဆိုတော့လက်တိုင်ဘယ်လောက်ချလဲဆိုရင်လေးလက်မကွဲချတယ်နော်ဒီအရှိမလဲဒီလေးလက်မကွဲချတာ ਨੇ ရိုးရိုးလက်ကလေးလည်းဆွဲပြထားတယ်နော်ဒါလေးတွေကိုလေ့လာခြင်းနဲ့ဆိုရင်အမရဲ့ page မှာလေ့လာလို့ရတယ်အမရဲ့ YouTube channel မှာလာပြီးတော့လေ့လာလို့ရပါတယ်နော်ဒါကကြတော့ဒီလေးလက်မကွဲချတဲ့လက်တိုင်ပေါ့နော်လက်တိုင်နဲ့ဒီမှာကန့်လက်ပြန်မြင်တဲ့ကြောင်းကိုသွားဆွဲလိုက်တယ်ဒါလေးလက်မကွဲချတဲ့နေရာနဲ့ဒီလက်အိုးပေါ့နော်ဒီဂျိုင်းကျယ်ရှိတဲ့နေရာသူ့ရဲ့စုံမက်ဖြစ်သွားပြီနော်အဲ့ဒါလေးကိုမြင်းပြက်လေးဆွဲလိုက်ပြီးအဲ့ဒီမြင်းပြက်လေးကိုဒီမှာ3ပုံမယ်နော်လက်တရားများသောအားဖြင့်3ပုံပြီးဆွဲတာများပါတယ်နော်လက်ကို3ပုံလိုက်ပါတယ်လက်3ပုံတဲ့နေရာမှာဒီတစောင်းမြင်းလေးကို3ပုံတာပါနော်အဲ့မှာ3ပုံလိုက်ပြီးအမအနီးမှတ်လေးနဲ့ပြထားတယ်မြင်သာအောင်လို့ပြီးွားရင်လက်တိုင်နဲ့အနီးဆုံးပုံကနေပြီးတော့6စိတ်တက်မယ်နော်လက်မနဲ့6စိတ်နော်6စိတ်တက်မယ်ပြီးရင်ဒုတိယအပုံကိုတွားပြီးတော့ဆက်ပါမယ်နော်ဒုတိယအပုံနဲ့လက်တိုင်ထိပ်ကအပုံကိုတွားပြီးတော့ဆက်ပါမယ်မြင်းပြက်ကလေးကိုဒီလိုမျိုးမြင်းကွေးလေးယူပေးမယ်နော်မြင်းကွေးလေးဖြစ်သွားပြီနော်အဲဒီမှာမြင်းကွေးတစ်ခုရပြီပြီးရင်ကြံတဲ့အပုံကို2စိတ်ဆင်းမယ်နော်ကြံတဲ့အပုံကိုတဝက်ဝက်လိုက်တာပေါ့နော်တဝက်ဝက်ပြီးသူ့ကို 0.2 ပြန်ဆင်းတယ်နော်ဒါဆိုရင် left frame ရပါပြီဒါရိုးရိုးလက်နော်ဒါတစ်ဆင့်ပေါ့နော်ဒါရိုးရိုးလက်မှာရိုးရိုးလက်ပဲထည့်မယ်ဆိုရင်ဒီအဆင့်မှာထည့်လို့ရပါပြီနော်ဒါအောင်မှအမလက်ဖောင်းပြန်ပြောင်းတာကိုဆက်ပြသွားပါမယ်ဒီမှာလက်ဝကကြတော့လက်ဝအစားနှစ်နော်တိုင်းထားတဲ့လက်ဝကိုနှစ်နဲ့စားမယ်ပြီးရင်လက်မဝက်ပေါင်းမယ်နော်ပေါင်းတယ်ဆိုတာပွားစာလှုပ်ရှားစာလေးထပ်ပေါင်းတာဖြစ်ပါတယ်ဒီမှာဖောင်းမယ်နော်ဒုတိယအပုံနော်ဒုတိယအပုံကနေဒီမှာလက်ဖောင်းစာသွားပြီးတော့ဒီအပေါ်ကခြံထားတဲ့3လက်မနဲ့တွားပြီးတော့အဝိုက်လေးတခါတည်းဝိုက်လိုက်မယ်ဒီနေရာမှာအမပေခွေးကင်တဲ့ပုံစံလေးကိုကြည့်ပါဒီကပ်လေးကိုဖောင်းလေးနဲ့ခုံမြင့်လေးကိုအမြင့်ဆုံးနေရာလေးကိုယူထားတယ်နော်ဒါဆိုရင်လွယ်ကူကူနဲ့လက်ဖောင်းဆွဲလို့ရပါပြီလက်ဖောင်းအတွက်ကိုအများကြီးအချိန်နေပေးစရာမလိုဘူးဒီကပ်လေးတစ်ခုကိုတိချကင်လိုက်ရင်ရပြီနော်ဒီမှာအနီလိုင်းလေးနဲ့ထပ်ဆွဲပြထားတယ်ဒါကဘာလဲဆိုတော့2မျိုးပြတယ်နော်ဖောင်းလုံးလေးလိုချင်တယ်အသားများဖောင်းရင်ပထမပြတဲ့ line ကိုယူမယ်အကယ်၍မိမိကအရန်ကြီးမဖောင်းညင်ဘူးလုံးကြီးဖောင်းကြီးမလိုချင်ဘူးပြေလေးပဲယူမယ်ဖောင်းယုံလေးပဲဆိုရင်အနီလိုင်းကိုယူမယ်နော်အပြလိုင်းနဲ့အနီလိုင်း2လိုင်းကြိုက်တာယူလို့ရတယ်အားလုံးကလက်ဖောင်းပဲဖြစ်တယ်ဒီနေရာမှာကိုကြိုက်တယ်လို့ကစားသွားလို့ရတယ်နော်ကိုထည့်ခြင်းတဲ့ပုံစံယူလို့ရတယ်နော်အနီနဲ့ယူပါလဲရတယ်အပြနဲ့ယူပါလဲရတယ်နော်အဓိကဒုတိယ line နဲ့သွားဆက်ဒုတိယအပုံနဲ့သွားဆက်တဲ့ပေတံကွေးလေးကင်နေအဲ့ဒီပုံစံလေးကိုအဓိကကြည့်ထားပြီးတော့ယူပေးပါနော်ဒါဆိုရင်လက်ဖောင်းလေးရပါပြီဒီမှာလက်ဝကိုသွားပြီးတော့
တန်ဖိုးအစားသွင်းလိုက်မယ်เนาะအဲ့ဆိုရင်လက်ဖောင်းလေးရလွယ်လွယ်ကူကူရသွားပါပြီပြီးတော့ဒီမှာအမကဒဲမယူဘူးเนาะလက်ကလေးကိုလည်းအဲ့လိုအဝိုက်လေးယူတယ်เนาะဒါကိုပေခွေးလေးနဲ့တခါတည်းဒီမှာ2စိတ်လောက်ဝိုက်ပြီးဝင်လိုက်တယ်เนาะဒါဆိုဒီလက်ဖောင်းကြီးကဒဲကြီးမနေတော့ပဲねလက်ကလေးကလည်းလှသွားပြီเนาะလက်ဝလေးကရပါပြီเนาะဒါဆိုလက်ဖောင်းလေးရပါပြီ